ဦးလေးတကယ်ပဲသွားမကြည့်တော့ဘူးလားသူကျွန်တော်ကိုတွေးချင်တယ်ဆိုရင်သူ့ဘာသာသူလာလိမ့်မယ်သူသာကျွန်တော်ကိုမတွေးချင်ဘူးဆိုရင်လည်းကျွန်တော်ဘက်ကအတင်းသွားတွေးနေဖို့မလိုပါဘူးရှောင်းကိုင်းချုပ်ဒီစစ်ဆက်ကြောင်းလမ်းမှုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနှစ်ဖက်လူကြီးတွေသဘောတူထားခဲ့တာပါအခုတော့ချူလော့တခင်လေးဟာဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရပြီးကျင့်စဉ်တွေလည်းအကုန်ပျက်စီးသွားခဲ့ပြီးချူမီသားစုရဲ့လူကြီးနှစ်ယောက်ကလည်းကွယ်လွန်သွားခဲ့ကြပြီဆိုတော့ဒီစစ်ဆက်ပွဲကိုဆက်သွားဖို့ကနှစ်ဖက်စလုံးအတွက်မတင်တော်တော့ဘူးထင်ပါတယ်ကြောက်ကြီးကဲဒီကိစ္စကိုကျွန်မကိုယ်တိုင်ချူလော့ကိုပြောပြချင်ပါတယ်လင်းရှိနန်းတော်တခင်မလေးကဒီကိစ္စကိုငါ့ကိုအပြည့်အဝကင်တွယ်ခိုင်းထားတာလေကျွန်မသိပါတယ်ဒါပေမဲ့ဒါကကျွန်မနဲ့သူတို့ကြားကကိစ္စမှုတစ်ခေါက်လောက်တော့တွေးတင်နေထင်တယ်ကောင်းပြီလေရှင်ကြိုသွားပြီးဦးလေးလေးကိုသွားပင့်လိုက်ပါကြောက်ကြီးကဲချူတက်ခင်လေးမတွေ့ရတာကြာပြီနော်နောက်ဆုံးတွေ့ခဲ့တာကောင်းကင်အပြင်ဘက်ကိုမထွက်ခွာခင်ကပေါ့မျက်စိတမိတ်အတွင်းနှစ်ပေါင်း100တောင်ကျော်သွားပြီမင်းအသက်ရှင်နေသေးမယ်လို့မထင်ထားခဲ့ဘူးဒါတွေအားလုံးကလူတိုင်းရဲ့ကောင်းမှုကုသိုလ်ကြောင့်ပါပဲဒီနေ့ငါတို့လာရတာကမင်းနဲ့လင်းရှိတို့ရဲ့စစ်ဆက်ပွဲကိစ္စကိုပြန်ပြီးဆွေးနွေးဖို့ပါရပါတယ်စစ်ဆက်ပွဲဖြစ်ဖို့ကျွန်တော်သဘောတူပါတယ်